ကျမရဲ့ချစ်ဆုံးတငယ်ချင်းမင်္ဂလာဆောင်မှာသူတို့သမီးရန်လုပ်ပေးဖို့ကျမလာခဲ့ပါတယ်။ဒါပေမဲ့သူတို့သားရန်တွေကတယောက်ကကျမကိုအခန်းငယ်လေးတစ်ခုလေးကိုအတင်းဆွဲခေါ်သွားခဲ့တယ်။သူတို့သမီးကတော့အဝတ်စားတွေဖျို့ဖျဲဖြစ်နေတဲ့ကျမကိုကြည့်ပြီးတက်တိတ်ပေးဟန်ဆောင်ကရဲချင်နေတာကိုအောင့်ထားခဲ့တယ်။မပူပါနဲ့ဘာမှမဖြစ်ပါဘူး။နင်ကအပြစ်ကင်းတဲ့အပြိုစင်လေးမှမဟုတ်တာလို့သူမကခပ်ပေါ်ပေါ်ပဲပြောထွက်ခဲ့တယ်။အဲ့ဒီလိုနဲ့သူမရဲ့မင်္ဂလာဆောင်မှာတင်ကျမဟာကိတ်မုံလေးတဲ့ဓာတ်နဲ့လေဘင်းကိုဖြတ်ပြီးအဆုံးစီရင်ခဲ့တယ်။ဒါပေမဲ့မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့သမီးကိုလာကြုံမဲ့မနက်ခင်းကိုကျမအတိတ်ပြန်ရောက်လာခဲ့ပါတယ်။လူစီနေပါလို့ငေးနေတာလေ။မြန်လုံးငါဖက်နှက်ကိုဖွက်ထားလိုက်တော့သူတို့သမီးဖြစ်တဲ့အန်နာကကျမငေးကြောင်နေတာကိုမြင်တော့အချိန်ချင်းလှမ်းခေါ်နေခဲ့တယ်။ကျမလက်ထဲကအနီအောင်ဖက်နှက်လေးကိုစိုက်ကြည့်လိုက်ပြီးချက်ချင်းဆိုသလိုအဲ့ဒီဖက်နှက်ကိုမွေးရအောက်ထဲကိုထိုးထည့်လိုက်တယ်။ပြီးတော့အရှင်ဘဝကဖြစ်ခဲ့တာတွေကိုရှင်းရှင်းလင်းလင်းမှတ်မိသွားတယ်။တို့သားစီကနေမင်္ဂလာလက်ဖွဲ့ငွေတွေပိုရအောင်ဆိုပြီးတို့သမီးရန်တွေကမွေးရကိုဓာတ်နဲ့ခွဲကမင်္ဂလာဖက်နှက်ကိုအထဲမှာထည့်ဝက်ပြီးအပေါ်ကနေအိယာခင်းနဲ့ပြန်ဖုံးထားခဲ့ကြတာပါ။ဒါကိုဘယ်သူမှရှာတွေ့မှာမဟုတ်ပါဘူး။သူတို့ရောက်လာကြပြီ။အခြားတို့သမီးရန်တယောက်ဖြစ်တဲ့အမကသတင်းပေါက်ကနေအောက်ကိုငုံကြည့်ပြီးစိတ်လှုပ်ရှားစွာအော်ပြောလိုက်တယ်။ကျမလည်းအောက်ကိုငုံကြည့်လိုက်တယ်။ကျမရဲ့ရင်ထဲမှာတော့စိုးရိမ်မှုတွေကြောက်ရွံ့မှုတွေကပြည့်နေနေခဲ့တယ်။အဲ့ဒီအထဲမှာအလှုပ်ရှားဆုံးတို့သားရန်ကတော့တွန်ပါပဲ။ကျမရဲ့အရှင်ဘဝကမင်္ဂလာဆောင်မှာစောင့်နောက်တဲ့အလေးထားကိုအရင်ဆုံးစတင်ခဲ့သူကသူပါ။သူကဒီခွင့်ရေးကိုတုံးပြီးတို့သမီးရန်တွေကိုကိုထိလက်ရောက်စော်ကားဖို့စူးစမ်းခဲ့တာပါ။နင်ကဘာကိုရင်းနေတာလဲလို့တယောက်ယောက်ကမေးလိုက်တော့တွန်ကနှာခေါင်းရှုံရင်းပြန်ဖြေတယ်။ဘာမှမဖြစ်ပါဘူး။လူစီတို့အားလုံးထဲမှာနင့်ခန္ဓာကိုယ်ကအလှဆုံးပဲ။နင်တေချာလေးစူးစမ်းပြီးပြင်ဆင်ထားတင်နေနော်။ကျမရဲ့ခန္ဓာကိုယ်ကဒီကိစ္စနဲ့ဘာများဆိုင်လို့လဲ။ဒါဆိုကျမအခုနားလည်သွားပြီ။ဒါတွေအားလုံးကတိုက်ဆိုင်မှုမဟုတ်ဘူး။သူတို့တွေကကျမကိုရောင်းစားဖို့နဲ့မင်္ဂလာဆောင်မှာဖျော်ဖြေရေးတစ်ခုလိုအသုံးချဖို့ကြိုတင်ကြံစည်ထားခဲ့ကြတာပဲ။သူတို့သားရန်တွေနဲ့ပျော်ပါဖို့အတွက်ကျမကိုလွှဲပြောင်းပေးဖို့သူတို့စီစဉ်ထားခဲ့ကြတာပေါ့။ကျမရဲ့တို့သမီးအရန်ကာဝင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပြီးစိတ်ကိုအမြဲဆုံးပြန်လဲတည်ငြိမ်အောင်ထိန်းလိုက်တယ်။သူတို့ကစိတ်လှုပ်ရှားစရာလေးတွေလိုချင်နေဆိုတော့လေဒီကစားပွဲကိုအဆုံးထိဆက်ကစားလိုက်ကြတာပေါ့။မြန်လို့တကားကိုအရင်သွားပိတ်ထားကြမယ်။ကျမအဲ့ဒီလိုပြောလိုက်တော့တို့သမီးရန်အများပြားကတကားစီကိုအပြေးလွှားသွားပြီးတကားကိုကိုနဲ့ဖိထားလိုက်ကြတယ်။ကျမလှောင်ပြုံးလိုက်မိတယ်။သူတို့ရဲ့အင်အားနဲ့ဆိုတွန်းတယောက်တည်းတွန်းဖွင့်ရင်တော့တကားကပွင့်သွားမှာပါ။တို့တွေတကားကိုတကယ်ပဲပိတ်ထားတော့မှလားအန်နာလို့အမကမေးလိုက်တယ်။တေးချတာပေါ့။အနီအောင်စာအိတ်တွေပို့ပေးလာတဲ့အထိလောက်ရမှာပေါ့လို့အန်နာကပြုံးဆဆနဲ့ဖြေတယ်။တို့သမီးကခွင့်ပြုလိုက်တာနဲ့တပြိုင်နက်ကျမကဂဟေစော်တဲ့မျက်နှာဖုံးနဲ့ဝရင်စော်တဲ့စက်ကိုရန်နာကနေယူလာခဲ့တယ်။တန်ချောင်းချုပ်ကိုရှာတွေ့ခဲ့ပြီးတကားကိုပိတ်ကဝရင်စော်လိုက်တယ်။လူစီနေပါလို့နေတာလေ။တို့သမီးကတခုခုမားနေပြီဆိုတာကိုရိပ်မိသွားပြီးအခန်းထဲကနေခြေပလာနဲ့ပြေးထွက်လာတယ်။နောက်တကားကြီးကိုနင်နာတွေဘဲကရတာလေ။အိုးနေမိဖို့ချောင်းမျက်နှာချက်ကိုပြင်တာမပြီးသေးဘူးလေ။အဲ့ဒီပစ္စည်းတွေကိုမသိရသေးဘူးလေ။အခုတော့တကားကိုရင်စော်ပြီးပိတ်လိုက်ပြီ။အဟောင်းတွေသွားအစ်စ်တွေလာပေါ့။ဒါတွေအားလုံးကပြောစရာအတွက်ပါပဲ။ကျမကသူမကိုအရင်ဆုံးနှစ်သိမ့်ပေးလိုက်တယ်။အခြားတို့သမီးရန်တွေကလည်းသဘောတူကြတာကြောင့်သူမလည်းတင်ပေါ်မှာပဲဒေါသတကြီးသွားထိုင်နေလိုက်ရတယ်။တို့သားရန်တွေကတကားအောက်ကနေအနီအောင်စာအိတ်အချို့ကိုပေါ့ပေါ့ပပထိုးထည့်ပေးခဲ့တယ်။ဒါပေမဲ့တကားအောက်ကဟက်လေးကလွဲပြီးတကားပွင့်လာမဲ့အရေးအယောင်လုံးဝမတွေ့ရဘူး။အဲ့ဒီအခါတွန်ကတကားကိုပြေးဆောင်ဖို့တောင်းယူလိုက်တယ်။အပြင်ကနေသူပြေးလာတဲ့အတန်ကိုကြားရပြီးနောက်ကနေပြင်းထန်တဲ့စောင့်တန်တစ်ချက်ထွက်လာတယ်။တွန်ဟာကျန်းနေပေါ်ကိုဝတ်သားတုံးကြီးတစ်လုံးကိုပြုတ်ကျသွားခဲ့တယ်။သူနာကျင်လုံးလို့အော်ဟစ်နေရင်းနဲ့တော့တို့သားကိုညှင်းညူနေသေးတယ်။ကျန်းမင်းမိသားစုကဘလို့တန်တကားကြီးတက်ထားတာလဲကွ။အောက်ကျုံးနေနာလိုက်တာ။ဒါပေမဲ့အဲ့ဒီလူကလက်မလျှော့သေးဘူး။သူပြန်ထလာပြီးတကားကိုအချိန်နဲ့ငယ်ထက်ဆောက်ပေးမဲ့တကားကတော့နည်းနည်းလေးတောင်မတွေ့ပါဘူး။နောက်ဆုံးတော့တို့သားရန်တစုလုံးကအချိန်ပေါင်းများစွာပြေးဆောင်ကြပြီးတကားနဲ့အတူကျန်းပြင်ပေါ်ပြိုကျသွားကြတော့တယ်။အချိန်တွေကတော့အတော်လေးကိုတနာစရာကောင်းနေပါပြီ။တကားပေါင်ကြီးတောင်ပိန်လိန်သွားခဲ့တယ်။အားလုံးကချွေးတွေရွှဲပြီးမောဟိုက်နေကြတယ်။အထဲကိုဝင်လာချိန်မှာသူတို့မှရှိတဲ့အင်အားတွေအားလုံးလုံးဝကုန်ခန်းသွားခဲ့ပါပြီ။တကားပွင့်သွားတာနဲ့တပြိုင်နက်တို့သားချက်ကအပြင်မှာမတက်ရက်နေပြီးကျမကိုခါးတီးတဲ့အမူအရာနဲ့ကြည့်နေခဲ့တယ်။တွန်ကတော့အုတ်ခဲတစ်လုံးကိုမျိုးချထားရတယ်လို့ရုံမျိုးပေါက်နေတယ်။ဒါပေမဲ့ငယ်ရွယ်ပြီးလှပတဲ့တို့သမီးရန်တွေကိုမြင်လိုက်ရတဲ့အခါသူ့မျက်လုံးတွေကချက်ချင်းအယောင်တောက်လာပြန်တယ်။မစိုးပါဘူးကွ။မင်းငယ်ချင်းတွေအားလုံးကတကယ်ကိုလှတာပဲ။အန်နာကသူ့ကိုကြည့်လိုက်ပြီးမြန်လှုပ်ပြီးအစီအစဉ်တိုင်းဆက်သွားဖို့ပြောလိုက်တယ်။ကဲကောင်လေးတို့မြန်လှုပ်ပြီးဂျပန်နဲ့ရှာတွေ့အောင်ကူညီပေးကြ။ဖနက်ကသူတို့ကိုယ်ပေါ်မှာများဝတ်ထားတာလား။လူတစုကရွှင်စရာကောင်းအောင်ရင်မောလိုက်ကြပြီးတို့သမီးရန်တွေစီကိုလန်းလန်းလာကြတယ်။အရှင်ဘဝကတော့ကျမကတို့သမီးကလေးဘေးမှာရက်နေခဲ့ပြီးယောက်ျားတော်များများကကျမကိုအလွယ်တကူပဲဖမ်းချုပ်ခဲ့ကြတယ်။ဒီတစ်ချိန်မှာတော့ကျမကထောက်တနေရာမှာရက်နေခဲ့တယ်။တွန်ကကျမစီကိုလက်နှစ်ဖက်လုံးနဲ့လှမ်းလာတဲ့အခါကျမသူ့ပါကိုဖျက်ရိုက်လိုက်တယ်။သူကတကားကိုစောင့်တုံးကအင်အားတွေအများကြီးကုန်သွားခဲ့တာကြောင့်ခြေလန်းနဲ့လန်းလောက်ရိုင်သွားပြီးကျန်းပြင်ပေါ်ကိုတကယ်ပဲလဲကျသွားခဲ့တယ်။အားလုံးကရုတ်တရက်ရင်မောလိုက်ကြတယ်။ရှက်စရာလည်းကောင်းတယ်လို့ဒေါသလည်းထွက်သွားတဲ့သူဟာပောက်ကွဲဖို့အသင့်နေထားနဲ့ပြန်ထလာခဲ့တယ်။လောက်ပါတာကမင်္ဂလာဆောင်နေလေ။အားလုံးကကံကောင်းဖို့အတွက်ပါပဲ။အားသားလေးတစ်ခုကိုတော့လက်မခံနိုင်ဘူးလို့တော့မပြောနဲ့နော်။လာပါပြောလိုက်ပါဦး။ဟုတ်ပါတယ်။အလှလေးတယောက်စီကအားရိုက်ခံရတာကတော့ချုံနေနဲ့လေးလေးတုပ်လို့ဖြစ်နေဦးမှာပါ။ဒါကလူစီကသူ့ကိုဆုချလိုက်တာပါပဲ။တစ်ချက်ရိုက်လိုက်ရင်ကံကောင်းခြင်းတွေရောက်လာမယ်လေ။ကျမအဲ့ဒီနေရာမှာတင်ချက်ချင်းစဉ်းစားပြီးပြောလိုက်တာပါ။သူ့ရဲ့မျက်နှာမူအရာကချက်ချင်းပြောင်းသွားပြီးလှည့်ထွက်သွားခဲ့တယ်။ဒါပေမဲ့သူတီးတိုးရေရွတ်သွားတာကိုကျမကြားလိုက်ရသေးတယ်။နောက်မှမင်းကငါပိုင်မယ်တဲ့။နင်တို့ဘာလို့ဖက်နှက်ကိုမရှာကြသေးတာလဲ။နောက်ကျသွားရင်နင်တို့အပြစ်ပဲနော်လို့ဂျက်ကသူတို့ကိုခေါ်လိုက်တယ်။အဲ့ဒီလူတွေကအခန်းကိုအပေါ်ကနေအောက်ထိရှာဖွေကြပေမဲ့နောက်ဆုံးဖက်နှက်တစ်ဖက်ကိုရှာမတွေ့နိုင်သေးဘူး။မရဘူး။ငါသူတို့ကိုဆက်ရှာခွင့်ပေးလို့မဖြစ်ဘူး။ဒီခန်းထဲမှာကြာနေလေငါအတွက်ပိုအနေရများလိမ့်မယ်။ဒီလိုတွေးမိပြီးဖက်နှက်ရှာတွေ့တဲ့သူဘသူ့ကိုမစိုးငါစီကနေနောက်ထပ်နီအောင်စာအိတ်ရွံ1000ထပ်ပေးမယ်လို့အတန်ကျဲကျဲနဲ့ကြီးညာလိုက်တယ်။တို့သမီးကအံ့ဩသွားတယ်။ကျမဘာလို့ကိုစူးစမ်းနေလဲဆိုတာကိုသူမလုံးဝနားမလည်နိုင်ဖြစ်နေတယ်။ရပါတယ်အနာတာကနေ့ရဲ့အရေးကြီးတဲ့နေ့လေ။ပေးချတာပေါ့ငါနဲ့အတွက်ကံကောင်းခြင်းတွေပိုယူလာပေးရမှာပေါ့လို့ပြောရင်ကျမကမွေးရကိုအရေးအမြတ်ပြပြီးကြည့်လိုက်တယ်။ဒီလူတွေထဲမှာတချို့ကပတ်စံကိုမက်တယ်တချို့ကမိမကိုမက်တယ်တချို့ကနှစ်ခုလုံးကိုမက်ကြတယ်။စုချင်းငွေလုံးလောက်တာပေးမယ်ဆိုရင်တယောက်ကတော့ရှေ့ထွက်လာမှာပါ။ရွံ1000ဆိုတာကိုကြားလိုက်ရတဲ့အခါလူတယောက်ကဘာစကားမှမပြောဘဲရှေ့ကိုပြေးထွက်လာပြီးတို့သမီးကိုတောင်နှမ်းချလိုက်သေးတယ်။သူကမွေးရအောက်ကအပေါက်ကိုတွေ့သွားပြီးဖက်နှက်ကိုဆွဲထုတ်လိုက်တယ်။မင်းတကယ်ပတ်စံပေးမှာလား။လူတိုင်းရဲ့ရှေ့မှာတင်သူ့စီကိုကျမ3000အရင်လွှဲပေးလိုက်တယ်။အခု3000အရင်ပေးမယ်။ကားပေါ်ရောက်မှကျန်တဲ့9000ကိုထပ်ပေးမယ်။ဖက်နှက်ကိုရှာတွေ့သွားပြီးဖြစ်တာကြောင့်တို့သားကဖက်နှက်ကိုတို့သမီးကိုစီးပေးလိုက်ပြီးအားလုံးပဲမင်္ဂလာဆောင်ခန်းမစီကိုထွက်ခွာလာခဲ့ကြပါတော့တယ်။နေပါဦးငါတို့ကကစားပွဲတော်မဆရသေးဘူးလေ
အမှန်တရားကအကြံဖန်လားဆိုတဲ့ကစားပွဲပဲဖြစ်ရမယ်လို့ကျမကပြောလိုက်တယ်။ကျမရဲ့အရင်ဘဝတုန်းကဒီအစီအစဉ်တစ်ခုလုံးကကျမကိုထောင်ချောက်ဆင်ဖို့တေချာဖန်တီးထားတာပါ။ဒါကြောင့်ကျမတို့အကုန်လုံးသဘောမတူခင်မှာအန်မာကကျမကိုလှည့်စားဖို့ကြိုးစားခဲ့တယ်။ဒီတစ်ခါတော့ကျမကအရင်ဆုံးရှင်းရှင်းလင်းလင်းပြောထားပေးရစီ။ငါတို့အားလုံးကအန်နာရဲ့အချစ်ဆုံးညီမတွေပဲမဟုတ်လား။အန်နာရဲ့မင်္ဂလာဆောင်ကိုစီကားစီခြင်းလို့ဒီကစားပွဲကိုကစားမှာဆိုတော့ဟုတ်တယ်မလားလို့မေးလိုက်တယ်။ဟုတ်ပါတယ်လို့သူတို့ကပြန်ဖြေတယ်။ကျမလည်းပြုံးပြီးသူတို့နဲ့အတူသဘောတူလိုက်တယ်။ဒါပေမဲ့စိတ်ထဲမှာတော့ကစားပွဲအကြောင်းဘာမှမသိပဲထောင်ချောက်ထဲကိုတိုက်ရိုက်ခုန်ဆင်းခဲ့တဲ့အရင်ဘဝကမိုင်မဲလုံးနဲ့ကိုချိန်ဆနေမိတယ်။ဒါကပြောဖို့တသက်ပါပဲနောက်ဆုတ်ဖို့တော့မရှိဘူးနော်။အန်မာကစကားပြောရင်စက်ကူလေးတစ်ခုကိုကောက်ကင်လိုက်ပြီးငါတို့မဲနိုင်မယ်။ဗာမဲပေါက်တဲ့အတိုင်းလုပ်ရမယ်နော်လို့ပြောတယ်။အရင်ဘဝတုန်းကသူမကကျမကိုမဲနိုင်ခိုင်းခဲ့ပြီးတို့သားရန်တွေကိုဖြောပြပေးဖို့တာဝန်ကျခဲ့တာပါ။အန်မာကသူမရဲ့မဲကိုဖွင့်ဖို့ပြင်နေတော့မှပဲကျမကအန်မာနင်ကဒီစာရွက်တွေကိုရေးခဲ့တာလေ။ငါတို့ကမဲနိုင်မှာဆိုတော့ကြာပန်းပြန်ရွေးတင်နေမဟုတ်လား။နင်ကဒီတာဝန်တွေကိုဖန်တီးခဲ့တာဆိုတော့နင်ကနောက်ဆုံးမှရွေးတင်တာပေါ့။မဲပြောင်းဖို့မလိုပါဘူးအကုန်လုံးကအတူတူပဲဟာကိုလို့အကြံပေးလိုက်တယ်။အေးမဟုတ်ဘူးလေ။ငါတို့မဲပြောင်းရွေးတာကပိုပြောစရာကောင်းတာပေါ့ဟုတ်တယ်မလား။ကျမကနောက်မှရွှမ်း9000ထပ်ပေးဖို့စောင့်နေတဲ့တို့သားရန်ကိုတစ်ချက်ကြည့်လိုက်တယ်။ဟုတ်ပါတယ်မဲပြောင်းဖို့မလိုပါဘူးလို့သူကဝင်ပြောတယ်။သူစကားမဆုံးခင်မှာတင်ကျမကအမလက်ထဲကမဲစာရွက်ကိုအမြန်လူယူလိုက်တယ်။တခုခုမှနေပြီဆိုတာကိုတခြားသူတွေပါရိပ်မိသွားပြီးသူတို့ရဲ့မဲစာရွက်တွေကိုအမြန်ဆုပ်ကင်ကနောက်ဆုတ်သွားကြတယ်။နင်တို့မိမတွေကနှီးလိုက်တာ။မြန်လို့ပါကျဲရဲ့မင်္ဂလာဆောင်ကိုအချိန်မဆွဲပါနဲ့လို့တွန်ကအော်လိုက်တယ်။သူကချိန်ဆရင်အမလက်ထဲကစာရွက်ကိုလူယူပြီးအားလုံးရှေ့မှာဖွင့်ဖတ်ပြလိုက်တယ်။ဟာဒီအလှလေးကတို့သားရန်တွေကိုပြောအောင်လုပ်ပေးရမယ်တဲ့။တကယ်မိုက်တာပဲ။ငါတို့လူပြိုတွေကိုဂရုစိုက်ပေးတဲ့နတ်သမီးလေးကျေးဇူးပါပဲလို့ပြောတယ်။မဟုတ်ဘူးငါမဟုတ်ဘူး။အန်မာကထိတ်လန့်တကြားလက်ကပြပြီးနောက်ဆုတ်သွားတယ်။ဒါပေမဲ့သူမနောက်ကလူတစ်ယောက်ကသူမကိုဖမ်းဆွဲထားလိုက်ပြီ။အန်မာကအန်နာကိုကြောက်လန့်တကြားကြည့်လိုက်ပေမဲ့အန်နာကမျက်နှာလွှဲသွားတယ်။တောက်ချိုးနေကချက်ချင်းပဲမဲနိုင်ပြီးပြောဖို့ပြောခဲ့တာလေ။နင်ကတကားကိုရိန်စော်ပိတ်ခဲ့တယ်လူတွေကိုရိုက်ခဲ့တယ်အခုတော့နင်ကနောက်ဆုတ်ချင်နေတာလား။ငါတို့ကစားပွဲပြီးပြီလို့တွန်ကပြောတယ်။တို့သမီးရေကားပေါ်တက်ဖို့အချိန်ရောက်ပြီ။အချိန်မဆွဲနဲ့တော့အန်နာကတို့သမီးရန်ကောင်းဝင်အစ်စ်တွေကိုထုတ်ယူပြီးအမကိုလဲဝစ်ခိုင်းလိုက်တယ်။အမရဲ့အဝတ်အစားတွေကဖျို့ဖျဲဖြစ်နေပြီလေ။သူတို့ကအဝတ်အစားတစ်တွေတောင်ပြင်ဆင်ထားကြသေးတယ်။ကြည့်ရတာဒီစီစဉ်ကတော်တော်လေးကိုပြည့်စုံနေတာပဲ။အန်နာလူစီဖြစ်ရမှာမဟုတ်ဘူးလားအန်မာကမေးတယ်။အောက်ကရတွေမပြောနဲ့နင်လည်းခုနကပြောနေခဲ့တာပဲမဟုတ်လား။ဒီနေ့ကငါမင်္ဂလာဆောင်နေ့လေဘာမှအမှားယွင်းခံလို့မဖြစ်ဘူး။မြန်လုပ်ပြီးအဝတ်အစားလဲတော့နင်ကညစ်ပတ်နေပြီလို့အန်နာကပြက်ပြက်တသားပြောလိုက်တယ်။အားလုံးအစင်သစ်ဖြစ်သွားတဲ့အခါပျော်ပျော်ရွှင်ရွှင်နဲ့မင်္ဂလာကားပေါ်တက်ခဲ့ကြတယ်။ကျမကနောက်ခန်းမှာထိုင်ရင်လက်ထောက်ဖြစ်သူစီကိုလှုပ်ဝက်စာပို့လိုက်တယ်။ဆိုဖီယာမင်္ဂလာဆောင်ဓာတ်ပုံတွေမျက်နှာပြင်ပေါ်မှာပြပြီးရင်သူတို့ရဲ့အချစ်ဇလန်းကိုဆက်မပြနေတော့ငါရဲ့ cloud drive ထဲကိုဝင်လိုက်အဲ့ဒီမှာလှုပ်ဝက်ဖိုင်တစ်ခုရှိတယ်။စကားဝက်က3496တစ်နှစ်ပါ။အဲ့ဒီအထဲကဟာကိုဖွင့်ပြလိုက်။ခဏကြာတော့ဆိုဖီယာစီကစာပြောင်းဝင်လာတယ်။အမဒါကယူသွမှုပဲ။အမတကယ်ပဲဒါကိုပြချင်တာတေချာလို့လား။အရင်ဘဝတုန်းကမင်္ဂလာဆောင်မှာအန်နာကထာဝရတငယ်ချင်းဆိုပြီးအမတ်တရဗီဒီယိုလေးတစ်ခုကိုပြသခဲ့တယ်။အဲ့ဒီအထဲမှာကျမရဲ့ဗီဒီယိုတော်တော်များများပါဝင်ခဲ့တယ်။သူမကကျမမျက်နှာကိုဝါထားတယ်ဆိုပေမဲ့ဘယ်သူလဲဆိုတာကိုအားလုံးကရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။အဲ့ဒါကကျမပါပဲ။ဧည့်သည်တွေအားလုံးကအတန်ကျဲကြီးနဲ့ရင်မောရင်ကျမကိုလက်ညှိုးထိုးနေကြတာကိုကျမအခုထိမှတ်မိနေပါသေးတယ်။အန်နာကကျမကိုလူစီငါရဲ့အချစ်ဆုံးတငယ်ချင်းအမြဲတမ်းငါဘေးမှာရှိပြီလို့ကျေးဇူးတင်ပါတယ်။ငါနဲ့ချက်ကဒီနေရာအထိရောက်လာခဲ့ပြီ။နင်လည်းငါလိုပဲပျော်ရွှင်မှုကိုရှာတွေ့နိုင်မယ်လို့မျှော်လင့်ပါတယ်လို့ပြောခဲ့တယ်။ကျမဘာမှမတုံ့ပြန်နိုင်ခင်မှာပဲတွန်ကကျမစီရုတ်တရက်ပြေးလာပြီးကောက်ချီကလှည့်ပတ်လိုက်တယ်။သူ့ကိုနမ်းလိုက်လို့အားလုံးကဝိုင်းអော်ကြတယ်။အဲ့ဒီကြောက်စရာကောင်းတဲ့မျက်နှာကြီးကကျမစီတက်ရောက်လာခဲ့တယ်။အန်နာနဲ့အမတို့ကရင်မောနေကြပြီးအောက်ကဧည့်သည်တွေကလည်းစီချက်ကြလက်ခုပ်တီးနေကြတယ်။တွန်ကကျမကိုအချိန်ချင်းလှည့်ပတ်ပြီးနောက်မှာအောက်ကိုမချပေးပဲစင်ပေးကရေပန်းငယ်လေးတွေကိုပြစ်ချလိုက်တယ်။ကျမခေါင်းကနေခြေပြားထိရေရွှဲနေသွားပြီးသပင်တွေလည်းပျို့ပြဲဖြစ်ကရေပန်းတွေကနေရှက်ရွံ့စွာနဲ့တွားထွက်လာခဲ့ရတယ်။အံ့ဩသွားလား။လူစီနဲ့မျက်နှာကဘာဖြစ်သွားတာလဲ။ဒီနေ့ကငါရဲ့အရေးကြီးတဲ့နေ့လေးနင်စိတ်ဆိုးလို့မရဘူးနော်။လာပါပြောလိုက်ပါဦး။နင်ကြောင့်အားလုံးကပျော်နေကြတာပဲအခြေအနေကိုမဖျက်ဆီးပါနဲ့။အခုငါချစ်ဆုံးတငယ်ချင်းလူစီကအားလုံးအတွက်အချို့မြင့်ဆုံးစကားလေးတွေပြောပေးပါလိမ့်မယ်လို့အန်နာကပြောတယ်။အဲ့ဒီအချိန်မှာကျမကအံ့ဩတင်ပြီးနေကြနေခဲ့ပြီ။ဓာတ်ကိုကင်ထားရင်းမျက်နှာတေးကြီးဖြစ်နေခဲ့တယ်။ကိမုံကိုဓာတ်နဲ့ထိလိုက်တာနဲ့တပြိုင်နက်ခရင်အမြောက်များကကျမရဲ့ခန္ဓာကိုယ်နဲ့မျက်နှာတစ်ခုလုံးကိုပန်းထွက်လာတယ်။ဟာအဲ့ဒါနောက်ထပ်အံ့ဩစရာတစ်ခုပဲ။အန်နာကစက်တည်ရှိတဲ့သူတို့သမီးတယောက်လိုနေဖို့တောင်ဂရုမစိုက်တော့ဘူး။သူမကခါထောက်ပြီးရင်မောနေတယ်လို့သူမပတ်ဝန်းကျင်ကလူတိုင်းကလည်းရင်မောနေကြတယ်။အဆုံးမရှိတဲ့အဆက်ကွဲမှုတွေကကျမကိုယူသွတ်သွားစေခဲ့တယ်။ကျမအဲ့ဒီနေရာကနေထွက်သွားခြင်းပေမဲ့စင်းမြင့်ကဟိုတယ်ဝင်ပေါက်နဲ့အရန်ဝေးနေတယ်။ဒါကြောင့်လက်ထဲကကိမုံလေးတဲ့ဓာတ်နဲ့ပဲကိုယ်လည်းဘင်းကိုလှိဖြတ်လိုက်တယ်။သွေးတွေကနေရာအနှံ့ပန်းထွက်သွားပြီးသူမရဲ့မင်္ဂလာဆောင်ကိုဖျက်ဆီးပစ်လိုက်တယ်။ဒါဟာသူတို့ကိုလက်စားချေလိုက်တာပဲလို့ကျမထင်ခဲ့တယ်။ဒါပေမဲ့အခုပြန်တွေးကြည့်တော့အဲ့ဒါကဘာလက်စားချေတာလဲ။ကိုနဲ့ကိုမိသားစုကိုနာကျင်စေတဲ့သူရဲဘောကြောင့်လည်းလုပ်ရတစ်ခုသာဖြစ်ခဲ့တယ်။ကိုတည်သွားရင်ဘယ်သူမှကိုတနာနေမှာမဟုတ်ဘူးလေ။ဒုတိယအကြိမ်အသက်ရှင်ခွင့်ရတဲ့အခါမှာတော့ကျမကအရင်ဆုံးစတင်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။အခုကျမကားထဲမှာထိုင်နေရင်တို့သမီးအရန်ကောင်ဝင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်။ကျမဘေးကနေတခုခုအနံ့ထွက်လာတာကိုရလိုက်တဲ့အခါညာဘက်ကိုလှည့်ကြည့်လိုက်တယ်။အန်မရဲ့မျက်လုံးတွေကအသက်မပါပဲဟာလာဟင်းလင်းဖြစ်နေတယ်။အဲ့ဒီတေလူလိုမျက်နှာကြီးလုံးမနေစမ်းပါနဲ့။သူတို့ကနင့်ကိုတက်လိုက်တာမှမဟုတ်တာ။အန်နာကအဆင်ပြေပါတယ်။နောက်မှစင်ပေါ်မှာပြောစရာတွေကိုမြင်ရရင်နင်ပိုပြီးနေလို့ကောင်းသွားမှာပါလို့ကျမကပြောလိုက်တယ်။မင်္ဂလာကားကဟိုတယ်ကိုရောက်လာပြီးခီးစဉ်ကအတော်လေးအေးချမ်းခဲ့ပါတယ်။မင်္ဂလာခန်းနာကလည်းပုံမှန်တိုင်းပါပဲအခမ်းအနားမှုကမိုက်ခရိုဖုန်းကိုယူလိုက်တယ်။အခုချိန်ကစပြီးတို့သမီးအန်နာဟာတို့သားကျဲရဲ့မိသားစုဝင်တယောက်တရားဝင်ဖြစ်သွားပါပြီ။ဒါဟာတို့သမီးဘဝရဲ့အပျော်ရွှင်ဆုံးအချိန်လေးပဲလို့အားလုံးကထင်ကြမှာသိကြပါတယ်။ဒါပေမဲ့တို့သမီးဘဝရဲ့အပျော်ရွှင်ဆုံးအချိန်ကအခုမဟုတ်ပါဘူး။လွန်ခဲ့တဲ့လောကလောက်ကပါ။ကဲတို့သမီးအန်နာရဲ့ဘဝမှာအပျော်ရွှင်ဆုံးအချိန်လေးကိုအားလုံးပဲလက်ခုပ်တီးပြီးအားပေးကြည့်ရှုလိုက်ကြရအောင်။ကျေးဇူးပြုပြီးစခင်ကြီးကိုကြည့်ပေးကြပါလို့အခမ်းအနားမှုကကြေညာလိုက်တယ်။အန်နာကအပြုံးတစ်ခုကိုထိန်းထားရင်းကျမကိုတစ်ချက်ကြည့်လိုက်တယ်။ကျမကိုအဆက်ကွဲတာကိုကြည့်ဖို့သူမကအစင်သင့်ဖြစ်နေပုံပါပဲ။အန်မရဲ့မှုန်ကုန်းနေတဲ့မျက်နှာကလည်းနည်းနည်းပြေလျော့သွားတယ်။ဒီအချိန်လေးကိုသူမလည်းစောင့်နေခဲ့တာပဲလေ။ဒါပေမဲ့စကရင်ကြီးပေါ်ကပုံရိပ်တွေပြောင်းသွားတဲ့အခါအန်နာရဲ့မျက်နှာကချက်ချင်းဖြူဖြော့သွားပါတော့တယ်